တောင်အောက်မှာလှတရားတွေပုံးကွယ်နေတာဒီနေ့ကျွန်တော်ရှီကိုငှက်အစ်စ်လေးတွေရောက်ထားပါတယ်အဲ့ငှက်လေးတွေကဘာငှက်လေးဖြစ်မလဲဆိုတော့ကျွန်တော်ပြရပါမယ်ဒီမှာက Electus Sparrow အထီးမှတစ်စုံဖြစ်ပါတယ်ဒါက Electus Sparrow အထီးလေးပါဒီကောင်လေးတွေကအခုမှဒီတလားကြော်ဝင်းကျင်လေးပဲရှိအောင်မယ်အထီးလေးဆိုရင်ဖမီးအဝါရောင်လေးဖြစ်ပါတယ်ဒီကောင်လေးတွေကပဲတော့အကြီးအမျိုးသားတွေထဲမှာတကယ်ကိုဘာချက်ဖြစ်တဲ့ပဲတော့အမျိုးသားလေးတွေဖြစ်ပါတယ်စကားပြောနေတဲ့စွမ်းဆောင်လည်းရှိပြီးတော့တက်တန်းလည်းအကြိုင်းနေနိုင်တဲ့ငှက်လေးတွေဖြစ်ပါတယ်ဒီကောင်လေးကတော့ဒါ Electus ပဲတော့အမလေးပါအမလေးကတော့ဖြစ်မဝါဘူးကြာနော်အထီးလေးနဲ့အမလေးကျွန်တော်ရှင်ပြီးတော့ပြရပါမယ်ဒီမှာကအထီးနဲ့အမလေးနော်ကျွန်တော်ဆိုရင်တော့အထီးလေးကိုပို့ပြီးတော့ကြိုက်တယ်နော်ဆိုတော့ကာလာလေးပို့ခင်းတယ်လို့ခံစားရတယ်ဗျာပြီးရင်ဒီအထီးလေးရဲ့အတောင်အောက်မှာလုံးဝလှရနော်အတောင်အောက်မှာလှတရားတွေပုံးကွယ်နေတာပြီးရင်နောက်ထပ် VIP တကောင်ရှိသေးတယ်အဲ့တော့မှကျွန်တော်ပြရေးမယ်နော်ဒါဒီမှာပါအမေလာကော့ကဒူးလေးဖြစ်ပါတယ်နာမည်တော့တော်လေးစဉ်းစားယူလိုက်ရတယ်ငှက်တွေ့ပြီးတော့ဒါအမေလာကော့ကဒူးလေးဖြစ်ပါတယ်body size တော်တော်လေးကိုကြီးပြီးတော့ဝါတုတ်နေရပဲနော်နားလဲရဲကြီးတာသိလားလူမတွေ့မချင်းကိုអော်နေတာကောင်ဒီကောင်လေးတွေရဲ့အသေးစိတ်ဗီဒီယိုကျွန်တော်နောက်ရကြရင်အသေးစိတ်လေးတင်ရပါမယ်အခုလက်ရှိငှက်လေးတွေကိုစိတ်ဝင်စားတဲ့သူကျွန်တော်ရဲ့ Messenger မှာအသေးစိတ်လေးလာမေးလို့ရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မေးရအောင်ဖြစ်ပါတယ်ဗျ